အားလုံးပဲဒီနေ့ဗီဒီယိုကျွန်တော်မစမ်းတော့ဘူးလေရအောင်စမ်းတော့ပြီးတော့ဖြစ်ပါလေကျွန်တော်ကရင်းနဲ့ဘိတ်ကင်းဆိုတာနဲ့စမ်းတက်တာဘာထွက်လာမလဲတော့မသိပါဘူးဒီတဲ့ကိုကျွန်တော်တို့ကဘူးစီပေါင်းတော့ဒီတဲ့ကိုကြောက်ကျွန်တော်ဘိတ်ကင်းဆိုတာထည့်ရတယ်ဘေးဆိုတာထည့်ပြီးဒီတဲ့ကိုရီထည့်ကျွန်တော်ဖောင်းလို့ရှင်ထည့်ပြီးကြမှာဒီတဲ့ကိုဘိတ်ကင်းဆိုတာထည့်ပြီးကြရဘိတ်ကင်းဆိုတာထည့်ပြီးမှဒီအောက်ဒီကိုအောက်မှာထားပြီးကြဒီစုပ်ကိုဒီနားမှာဆွမယ်အဲ့ဘလို့ထွက်မလဲဒီစုပ်ကိုပြီးကြဒီဘေးဆိုတော့ဒီကိုတောင်းချမှာဖြစ်ပါတယ်ဒါကျွန်တော်မစမ်းတော့ဘူးလေရမှာဗနီကာနဲ့စမ်းတက်တာမဟုတ်ပါဘူးရေနဲ့ဘေးဆိုတာနဲ့စမ်းတက်တာပါရှင်နေရမရအောင်နော်ဟာဒီကဒီနဲ့တော့မရတော့ခုကျွန်တော်ကဘာလို့စမ်းတက်မှာလဲဆိုကျောင်းမှာကြောဗနီကာနဲ့ဘေးဆိုတာနဲ့ဟုတ်လားဟုတ်တယ်ဘေးဆိုတာကျွန်တော်စမ်းတက်တာပဲဖြစ်ပါတယ်ခုကစမ်းတက်မှာဒါရောပေါ့မှာအမှုဒီခါပေါ့မှာနောက်ကိုစုပ်ဝေးလိုက်ရပြီဆောင်းပါလားဟာဒီကိုဘယ်လိုလောင်းလဲဒီကအောက်ချတာဟောဒါကြီးကိုဒီတော့မအောက်ချပြီးတော့ပေါ်မှာအဲ့လိုကြီးမရဘူးလို့ကြီးရဲ့တရေမှာညှုတ်ထနေပါရဲ့မထားရပါနဲ့ဒါကြငါပါဒီလိုကြည့်နေရေကဒီလိုကြည့်ကျွန်တော်မစမ်းတော့ဘူးချက်အစမ်းလို့ရောညင်ရှိသေးတယ်ရှိသေးတယ်ကုံကြီးချလိုက်အကုံကြီးချမှာသူ့တွေထောက်မှာရောကုံရကုံဝိုင်းပြီဆိုတော့တမယာကြီးရရှင်တယ်တမယာရင်းနဲ့တူတယ်တမယာကြီးဖြစ်နေတာမရောက်ဘူးကြီးနဲ့ဒါဘာကြီးတူးနှစ်ခုရောရဒါရေရွက်ကျင်ဖြစ်သွားတာပါဒီကတောက်လို့မရပါဘူးတောက်ရဆိုင်ထိတော့ပါလေဆိုင်ထိတည်တော့ပါလေတုံးလိုက်မယ်ထုတ်လေဒါတော့မရပါဘူးကျွန်တော်စမ်းသက်ကြည့်အောင်လုံးဝမရပါဘူးဘူးလည်းပြန်တော့ဘူးမှာဟောလည်းပြန်ရောအဲ့လိုတိုးလေးဆိုရင်ခြားတာခြားမှတော့အဲ့ဒါလည်းပဲတော့ကျောင်းမဟုတ်လေကျောင်းကဒီရရဘာလဲရှိဒီရရမယ်ပေးရရော